မိခင်ဖြစ်သူကအပြင်းအထန်ဖျားနာနေပြီးမဝယ်နိုင်တဲ့ဆေးဝါးတွေအရေးတကြီးလွတ်နေချိန်မှာဖခင်ဖြစ်သူကလည်းတနေ့ကုန်နေပူထဲမှာအလုပ်လုပ်ရတဲ့လင်သမားအိုးကြီးဖြစ်ပေမဲ့အိမ်ပြန်လာရင်တော့လက်ပလာနေပါပဲဒီလိုအဆုံးမရှိတဲ့ဆင်းရဲဒုက္ခတွေထက်ကနေမိဘတွေကိုကယ်တင်ဖို့ဆိုတဲ့ရွေချက်ကသူ့အသက်အကြီးမားဆုံးသွားဖြစ်ခဲ့တာပါတနေ့မှာတော့မြေကမ်းနဘေးမှာဝမ်းနည်းစွာထိုင်နေတဲ့ကပီယာဟာဂူရူဂျီလို့ခေါ်တဲ့ပညာရှိဆရာတူနဲ့တွေ့ဆုံခဲ့ပါတယ်ဆရာဖြစ်သူကမန်တစ်ချက်ကိုကမ်းပေးရင်မေ့လိုက်တဲ့စကားလေးကတကယ်ကိုအချိုးခွေတစ်ခုပါပဲဒီမှန်ကိုကြည့်လိုက်ပါဘာကိုမြင်ရလဲတဲ့ဒါဟာအခြားသူတွေဝေဖန်ခဲ့နေရတဲ့ပြင်းပကဆင်းရဲနွားမမှုတွေကနေမိမိကိုယ်တိုင်ဒါမြင်တွေ့နိုင်တဲ့အတွင်းစိတ်ကအလားအလာတွေစီကိုအာရုံပြောင်းသွားစေခဲ့တဲ့အင်မတန်အစွမ်းထက်တဲ့လမ်းညွှန်မှုတစ်ခုဖြစ်ပါလေဆရာဖြစ်သူကမန်တဲကပုံရိပ်မှာထင်ဟပ်နေတဲ့မြင်သာတဲ့နာကျင်မှုတွေကိုမငင်းဆိုခဲ့ပါဘူးဒါပေမဲ့ပိုအရေးကြီးတာကအဲ့ဒီမျက်နှာပြင်ပေါ်ကနာကျင်မှုတွေရဲ့အနောက်မှာပုံကွယ်နေတဲ့အစွမ်းထက်လာတဲ့မိတော့ကိုမြင်အောင်ရှာဖွေဖို့တောင်းဆိုခဲ့တာပါပဲမျက်စိနဲ့မြင်လာတဲ့အပေါ်ယံအရာတွေထက်ပိုနှက်ဆိုင်တဲ့အရာကိုကြည့်တတ်ဖို့သင်ပေးခဲ့တာပါဖုံမုံဆိုတာဟာလူဖွဲ့စီရဲ့တန်တရားကြီးစင်းရဲတဲ့ကော်လက်တယောက်အနေနဲ့မနေ့ပြန်စားဖို့တောက်ဖို့တော့ပဲတွေးထင်တယ်လို့ကန့်သက်ထားတဲ့လောင်ပြောင်းမှုတွေကိုကိုစားပြပါတယ်ဒီဖုံမုံတွေကယုံကြည်မှုကိုဖုံးကွယ်ပြီးအလားအလာတွေကိုနေ့စဉ်ရှင်သန်ရတတ်မှာပဲပိတ်လောင်ထားဖို့စူးစမ်းတတ်ကြပါတယ်ဒီကနေ့ရရှိလိုက်တဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ဒီတန်တရားဖုံမုံတွေကိုစကားတွေနဲ့ညှင်းခုန်နေလို့မရဘူးဆိုတာပါပဲမိမိရဲ့စင်မှန်တဲ့ကိုယ်ကြီးကိုယ်သွေးနဲ့ကြီးမားတဲ့စွမ်းဆောင်ရည်တွေကိုဆက်လက်မြင်တွေ့နိုင်ဖို့အတွက်လက်တွေ့ကြတဲ့လုံရက်တည်နေတာမှန်ကိုအမြဲတမ်းပုတ်တိုက်ရှင်းလင်းရမယ်ဆိုတာပါပဲဒါတကယ်ကိုလက်တွေ့ကြတဲ့အမှန်တရားပါနည်းနည်းတဲ့အတွင်းစိတ်နားလဲသဘောပေါက်မှုကနေပြန်ပကလက်တွေ့လှောက်ရှားမှုစီကိုပြောင်းလဲလာတာကိုဒီအချိန်စီအားမှာထင်သာမြင်နေပါတယ်မနေ့ပိုင်းမှာကြောင်းတက်တဲ့ညနေပိုင်းမှာလက်ဖက်ရည်ဆိုင်မှာဖန်ခွက်စီပြီးအလုပ်လုပ်တယ်စနစ်နေငယ်တွေမှာစက်ပြင်စရာစီကပညာသင်တယ်ညဘက်ရောက်တာမိုင်းပြက်မီးရောမှာအာယုံစုဆိုင်ပြီးစားလုပ်တယ်စဉ်းစားတာကြည့်ပါတော့ပညာရေးကျန်းတဲ့အလုပ်အကိုင်းကျွမ်းကျင်မှုအသက်ရှာဖွေနဲ့ညနှစ်ပိုင်းစာကြည့်ခြင်းတွေကိုပင်မခက်ခဲလာတဲ့နေ့စဉ်လှရုပ်လှုပ်စင်တစ်ခုဖြစ်သူအဝန်ခွင့်ကြပေါင်းစပ်ပြလိုက်တာပါအိမ်မက်ကိုစိတ်ထဲမှာခိုင်ခိုင်မာမာဆွဲမထားပြီးအစွန်းရောက်တဲ့စွန့်လွတ်အနစ်နာခံမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်အရေးပြထန်တဲ့တက်တောင်တက်တာနေရမှုကိုစွန့်လွတ်တယ်တခါတလေအစာငတ်ခံတယ်ရနိုင်တဲ့များစာအုပ်တွေကိုဖတ်တယ်စာရေးလေ့ကျင့်တယ်အမတိုင်းကနေသင်ခန်းစာယူတယ်ဒီလိုဆွန့်လွတ်မှုတွေဟာကျွမ်းကျင်မှုအတက်တွေကိုတက်မြောက်ဖို့နဲ့အတွင်းစိတ်ကမီးကြောက်ကိုဆက်လက်တောင့်လောင်နေစေဖို့အတွက်မရှိမဖြစ်လို့ရတဲ့လောင်စာတွေပဲဖြစ်ခဲ့ပါတယ်ဒီလိုမစုံမနစ်ကြိုးစားအားထုတ်မှုတွေဟာအချိန်နဲ့များဆူဆောင်းမိလာတဲ့အခါကြီးမားတဲ့အိမ်မက်တွေကတကယ်ပဲအကောင့်အထည်ပေါ်လာပါတယ်ရွာလောင်းကမိုဘိုင်းဖုန်းဖြင့်နဲ့ဆိုင်လေးနဲ့ဆက်တင်ခဲ့တယ်ရသမျှပိုင်းဆိုင်ကိုဆူဆောင်းပြီး electronic ဆိုင်သေးသေးလေးဖွင့်တယ်ဖောက်ထဲတွေကိုလေးစားမှုနဲ့ဆက်ဆံပြီးရလာတဲ့အမြတ်တွေကိုဖြန့်ရင်းနှီးမြုံနှံကဆိုင်သုံးဆိုင်ကြီးတိုးချဲ့ခဲ့တယ်နောက်ဆုံးမှာတော့ကိုပိုင်မိုဘိုင်းဆက်ဆက် PC မှတ်တမ်းစိတ်ကိုပါထုတ်လုပ်နိုင်တဲ့ဒီကြီးထွားလာခဲ့ပါတယ်အရင်တုန်းကသူ့အိမ်မက်တွေကိုလောင်ပြောင်ခဲ့ကြတဲ့ရွာသူရွာသားတွေဟာအခုဆိုရင်အတူအလုပ်လုပ်ခွင့်ရဖို့ရုံးခန်းအပြင်ဘက်မှာစောင့်ဆိုင်နေကြရပါပြီဆေးမတောင်းနိုင်ပဲဖျားနာနေတဲ့မိခင်နဲ့ပင်ပန်းနေတဲ့လေသမားဖခင်တို့ဟာလည်းအခုဆိုရင်မဆေကူတောင်မှုခံယူနိုင်ပြီးလေထဲမှာအလုံးလို့ဆရာမလို့တော့ပါဘူးသူတို့ထိုက်တန်တဲ့အနားယူမှုနဲ့ပြုစုဆောက်ရှောက်မှုတွေကိုရရှိနေကြပြီဖြစ်ပါတယ်ဇလန်တပုတ်လုံးအစအဆုံးပြောင်းလဲသွားတာပါပဲအောင်မြင်နေတဲ့လုပ်ငန်းစီကိုဆရာဖြစ်သူရောက်လာတဲ့အခါမှာပြောခဲ့တဲ့စကားလေးကတကယ်ကိုမသားစရာပါမင်းရဲ့အိမ်မက်တွေကိုအိတ်ကက်ချဲကပိတ်ဆန်နဲ့တိုင်းတာမဟုတ်ပဲရင်ပတ်ချဲကအမြင်အာယုံနဲ့တိုင်းတာတယ်ဆိုတာကိုမင်းတတိပြလိုက်တာပဲတဲ့ဒီစကားခီးစံတစ်ခုလုံးကိုအကောင်းဆုံးအချင်းချုံပေးလိုက်တာဖြစ်ပြီးကြီးမားတဲ့တွေးခေါ်မှုရှိသူတွေကိုကဘာကြီးကတိတ်သိမ်းတဲ့စိတ်ဓာတ်တွေနဲ့ဖိအားပေးလို့မရဘူးဆိုတာကိုအပြည့်အဝတတိပြနေပါကဲလက်ရှိပိုင်ဆိုင်ထားတဲ့အရင်မြစ်တွေနဲ့အိမ်မက်တွေကိုတိုင်းတာမလားသို့မဟုတ်အတွင်းစိတ်ကအမြင်အာရုံနဲ့တိုင်းတာမလားဆိုတဲ့ဒီမေးခွန်းကကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာပါကိုယ့်ရဲ့လက်ရှိကန့်သက်ချက်တွေကိုကြော်လွန်ကြည့်ရှုဖို့ပျော်လင့်ချက်မိတော်လေးကိုကာကွယ်ထားဖို့နဲ့ကိုယ်ပိုင်အောင်မြင်မှုဇာတ်လမ်းကိုဒီနေ့ပဲစတင်ရေးသားဖို့တိုက်တွန်းရင်းဒီရှင်းလင်းတင်ပြချက်လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်